တိုင်းပြည်ကိုမတရားခိုးထားတဲ့မင်းအောင်လှိုင်စစ်တပုံရဲ့အောက်မှာမနေချင်လို့တမ်တော်တဲ့ကထွက်လာပြီးပြည်သူနဲ့ထပ်မံပူးပေါင်းလာတဲ့ဗိုလ်ကြီးချမ်းမြသူဟာဖက်ဒရယ်တမ်တော်ဟာတကယ်လို့သာပေါ်ပေါက်လာမည်ဆိုပါကပြည်သူတွေဘက်ကရိုက်ပြီးဒီစစ်တပုံတွေကိုပြန်တိုက်သွားမယ်ဆိုတဲ့အကြောင်းကိုယခုလိုပဲပြောကြားလာတာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်အပြည့်စုံကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အနောက်မှာအပြည့်စုံပေါ်ပြပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဘိုးကြီးကြောင့်လည်းပြောပါဦးစစ်တပ်တို့အပတ်စဉ်ဘလောက်ကဆင်းလာလဲခင်ဗျကိုပိုင်မကတော့ကြီးခွန်အားလေးလေးငါဘိုးကြီးချမ်းသာသူခမရ431ကော့တောင်းမှာတောင်းကြရတယ်ဟုတ်ကဲ့အပတ်စဉ်61ကပါ2019ဒီဇင်ဘာလပေါ့စစ်တပ်ကနေဘယ်နေ့ကဘယ်လိုထွက်လာတာလဲခင်ဗျတက်ကထွက်လာတဲ့နေရာက16ရက်နေ့လေရင်နဲ့မနက်လေရင်နဲ့ကော့တောင်းလေစိတ်ကနေထုတ်ဝဲကြီးပေါ့ကျန်တာကတော့လမ်းကြောင်းရှာတာပေါ့ဘိုးကြီးနဲ့အတူတခြားအရာရှိတူလည်းပါတယ်လို့ကျွန်တော်တို့ကြားထားပါတယ်သူရောဘယ်သူလဲခင်ဗျဘိုးကြီးဖုံးပြပါကျွန်တော်နဲ့တခန်းနဲ့ပေါ့တခန်းနဲ့နေတာသူနဲ့ပဲကျွန်တော်နှစ်ယောက်ပဲထွက်လာခဲ့ရဟုတ်ကဲ့ဘာကြောင့်ဘိုးကြီးအခုလိုတက်ကထွက်လာတာလဲခင်ဗျဒီလိုဟာမျိုးတွေလည်းဖြစ်လာရပါတယ်နောက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းတက်မှာမပြောတာလည်းပါတယ်မပြောဘူးဆိုတာချိုးပိုင်းလေးမှာမကြိုက်တာလေးရှိရလေးပေါ့အဲဒီကြောင့်ရယ်နောက်ပြီးတော့ဒီလိုဟာဖြစ်လာချိန်မှာကိုယ်တိုင်ဝင်ပါမယ်ဆိုတဲ့နေသားမျိုးရှိလာရင်ကြဘယ်လိုလုပ်မလဲဆိုတော့မတွေးတော့ဘူးအဲ့လိုမျိုးလည်းမလုပ်ချင်ဘူးအဲကြောင့်တော့ထွက်လာဖြစ်တာလို့ပဲပြောလို့ရအောင်အာနာသိန်းချိန်မှာတော့ဘိုးကြီးကဘယ်မှာတာဝန်ကျနေရလဲခင်ဗျကျွန်တော်တို့ကတိုင်းတက်လို့ပြောလို့ရတိုင်းတက်ဆိုတော့ကျွန်တော်တို့အဲ့တိုင်းတွင်းမှာပဲစခန်းဒီမှာပဲထိုင်ရတာဘိန်းနဲ့ပူနီးမယ်ပေါ့အာနာစသိန်းတဲ့အချိန်မှာကျွန်တော်ရှေ့တန်းချောင်းကြီးစခန်းထိုင်းနေဆက်မှာပဲကျွန်တော်အဲ့ရှေ့တန်းရောက်ပြီးမှအာနာသိန်းတာဆိုတော့နေဆက်စခန်းမှာပဲကိုဒီတိုင်းစခန်းလုံခြုံရေးပဲပေါ့ကျန်တာကတော့ဘာမှမလုပ်ခဲ့ရအောင်တက်နေတော့ဆက်ရဆိုကြားရတာပေါ့ဒါတော့ဘယ်မှာတော့မဖြစ်တယ်ပေါ့ကျွန်တော်ကော်တောင်းမျိုးတင်ကိုဖြုတ်ခွဲရရေးရှိရလေအဲ့တော့အခုလိုစစ်တပ်ကအာဏာသိမ်းတာကိုဘိုးကြီးဘယ်လိုမြင်လဲခင်ဗျာမဖြစ်သင့်ဘူးလို့မြင်တာပေါ့ဒါတွေကဖြစ်လည်းမဖြစ်သင့်ဘူးလေကျွန်တော်တို့လုံးလည်းမလုံးသင့်ဘူးပေါ့ခံယူထားတာဟိုစစ်သားဆိုရင်တော့ဒါကိုပြည်သူကိုပဲကာဝယ်ရမှာပေါ့အဲ့လိုပြည်သူကိုပြန်ပြည့်ရတယ်ဆိုတော့ကျွန်တော်အနေနဲ့မဖြစ်သင့်ဘူးလို့ပဲမြင်တာပေါ့တက်နိုင်တယ်လို့ပေါ့ကိုနဲ့တီးတဲ့တငယ်ချင်းတွေဖြစ်ဖြစ်တော်တော်များများကိုပြောပြတာတော့မလို့မပြစ်လို့ရရင်တော့မပြစ်နဲ့ကွာလို့အဲ့လောက်ထိပဲပြောပြပါတယ်တငယ်ချင်းတောင်းနဲ့ပြောပြတော့မပြစ်ချင်ဘူးကွာတဲ့ဒါပေမဲ့ငါတို့ကိုပြစ်တာကြီးကွာတဲ့တွင်းကန်ဒီနဲ့ရောတဲ့ဒေါသကိုမထွက်အောင်လုပ်တယ်လို့မျိုးပေါ့ပြစ်မိတာလည်းရှိနိုင်တယ်ကွာတဲ့အဲ့မျိုးငါလည်းပြစ်ကြတော့ပြောနိုင်ဘူးလေမင်းကိုလည်းတဲ့ဝါရမိုင်းသူတို့စိုက်ဝါပေါ့ပြောလို့အဲ့လိုမျိုးမိတာကြီးလည်းများတက်တဲမှာလည်းသူတို့တွင့်ကျင်တဲ့သတင်းမျိုးပုံစံမျိုးပဲတွင့်တာများတယ်အဲ့အတွက်ကိုပိုင်ငယ်နဲ့မစင်းသားနိုင်တာလည်းဖြစ်အောင်လက်ရှိပြည်တွင်းမှာတပ်ဖွဲ့တွေကဒီလိုရဲဆက်ဆက်တပ်ဖြတ်နေတာတွေကိုဘိုးကြီးဘယ်လိုမြင်လဲခင်ဗျာစနိုက်ပါနဲ့တစ်တာတွေထိရတော့များများလူငယ်တွေပေါ့နော်ချို့ဆိုကလေးလေးတောင်ပါတယ်တက်ခံရဲတိပါတယ်ပေါ့အဲ့ဒီများတော့ကိုလည်းပြည်သူပဲလေစသားဆိုရင်လည်းပြည်သူပဲဆိုတော့နာတော့နာပေါ့နောက်အခုဆိုပို့ဆိုးလာဘကိုးဘက်တို့ဘာလို့မှဆိုအဲ့လောက်ထိရဲဆက်ဆက်တွေတက်တာတွေပေါ့နောက်လူရက်တာတွေရောဒါတွေကတော့တော်တော်ကြီးကိုဆိုးွားတဲ့အခြေအနေကြီးပေါ့အဲ့လောက်ကြီးကြီးတော့မဖြစ်သင့်ဘူးပေါ့လုံးလည်းမလုပ်သင့်ဘူးဒါဖြစ်ကိုဖြစ်မလာတဲ့အရာမျိုးတွေလို့ကျွန်တော်မြင်တယ်ဒါတွေကလည်းအများအားတော့ဖြစ်လာပါဘူးကျွန်တော်ထင်တော့ဒါတွေပြီးသွားရင်တော့ပိုကောင်းတဲ့မြန်မာနိုင်ငံတစ်ခုဖြစ်လာမှာပေါ့ကျွန်တော်ဖက်ဒရယ်ပြည်ထောင်စုဆိုလဲဖက်ဒရယ်ပြည်ထောင်စုဒါပြီးသွားရင်တော့သိကြပါတယ်ပိုကောင်းတဲ့မြန်မာနိုင်ငံတစ်ခုဖြစ်သွားမှာပါဘိုးကြီးချမ်းမြသူလို့တပ်ထဲကထွက်ချင်တဲ့အရာရှိကောဘယ်လောက်ရှိတယ်ထင်တယ်လဲခင်ဗျတော့အဲ့ဒါတော့80%လောက်ထိတော့ရှိမယ်ထင်တယ်ခင်ဗျမူတိုင်းသာထုတ်ခွင့်ရမယ်ဆိုဆက်ကျင်တဲ့သူကတော်တော်လေးများပါတယ်တပ်ထဲမှာနေကျင်တယ်ဆိုတာကတော့တော်တော်ကြီးနေထွက်မလာနိုင်ကြဘူးဆိုတာလည်းတော်တော်များများမိသားစုခက်ခဲကြီးရှိရဲ့ကျွန်တော်တို့လိုထွက်လာနိုင်တယ်ဆိုတော့ကျွန်တော်လူမျိုးလည်းဖြစ်တယ်လူငယ်လည်းဖြစ်တယ်ပေါ့ကိုယ်သဘောနဲ့ကိုယ်စိတ်တိုင်းကြလုံနိုင်တဲ့အနေထားတစ်ခုရှိရဲ့အတွက်ကြောင့်ဘာမှနောက်ဆုံးသိတင်းရလို့ပဲနဲ့လွယ်ကူထွက်လာနိုင်တယ်လို့ပြောလို့ရတချို့ကြောင့်မိသားစုခက်ခဲကြီးရှိရဲ့နောက်တက်မှာသူတို့ခြေချနေရည်လည်းရှိတယ်အဲ့လိုမျိုးအကြောင်းပြချက်မျိုးကြောင့်လည်းသူတို့ထွက်မလာနိုင်တာပဲဖြစ်မယ်လို့ထင်ပါတယ်ဗျကျွန်တော်တို့ထွက်ပြီးဘယ်ကိုသွားရမလဲဘာလုပ်ရမလဲဆိုတာမျိုးမသိရသူတွေလည်းအများကြီးရှိသေးတယ်တက်တဲ့မှာလေသူတို့ကလမ်းသားတကားတစ်ခုဖွင့်ပေးလိုက်မယ်ဘယ်မှာလာလို့ရရဘယ်လိုမျိုးပို့လုံနိုင်ပါတယ်ဆိုတာမျိုးဒါသူတို့အတိအကျရတယ်ဆိုရင်တော့တော်တော်များများထွက်လာမှာပါဟုတ်ကဲ့အဲ့တော့နိုင်ငံတကာမှာတပ်မတော်ရဲ့ကဏ္ဍဘယ်လိုရှိသင့်တယ်လို့ဘိုးကြီးမြင်တယ်လဲခင်ဗျာနိုင်ငံဖြစ်လာပြီဆိုရင်တော့တပ်မတော်မရှိမဖြစ်ကိုလိုအပ်တယ်ဒီပရန်ဖြစ်ဖြစ်ရန်မျိုးစုံကကာဝယ်ဖို့အတွက်ပေါ့တပ်မတော်ကလိုအပ်တယ်ဒါပေမဲ့ကိုပြည်သူကာဝယ်ဖို့ပဲဖွဲ့ထားတဲ့တပ်မတော်ကကိုပြည်သူဒီလိုမျိုးပေါ့အာဏာသိမ်းတာဒီလိုမျိုးရဲဆက်လုပ်တာမျိုးတွေကြတော့ဒါမှဖြစ်တယ်ပေါ့ဒီပြည်သူချစ်တဲ့တပ်မတော်တရပြန်ဖြစ်လာစေချင်တာပဲရှိပါတယ်စိတ်ထဲမှာ
စားရင်ဒီမှာလို့ပြည်သူတကယ်ချစ်တဲ့တက်မလို့ပေါ့ပြည်သူဘက်ကတက်မလို့လူမျိုးပဲချစ်သေးတယ်မှာ ဘိုးကြီးကဘာဆက်လုပ်မယ်စိတ်ကူးထားလဲခင်ဗျာ ပြောတယ်ကျွန်တော်တို့စီကံသဘောမျိုးပဲပေါ့ဒီမှာလုပ်နေနောက်ပြီးတော့နောက်တဲ့လွယ်လာရှင်တော့ဒါကိုတက်နိုင်တဲ့ဘိုင်းကနေပေါင်းပြီးကူညီဆောင်ရွက်ပေးမှာပေါ့ Federal Army လို့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုပေါ်လာမယ်ဆိုရင်ဘိုးကြီးဝင်မှာလား ဟုတ်ကဲ့တေချာပေါ့ပေါင်းဝင်ဆောင်ရွက်မှာပါ ဘိုးကြီးချမ်းမြတ်သူကျွန်တော်တို့ RFA ကနေပြည်သူတွေကိုဗာများပြောကြပါသေးလဲခင်ဗျာ ရေးချင်းတွေးနည်းရမှာပေါ့ကျွန်တော်အခုချိန်မှာပိုပြီးစီးလုံးတင်တယ်လို့ပဲထင်ပါတယ်ဒီမိုကရေစီဆိုတာကိုတကယ်လိုချင်တယ်ဆိုတော့ကျွန်တော်တကယ်ရမှာပါလူတိုင်းကလိုချင်တဲ့ဆရာထက်သန်မှုမျိုးပဲလိုတာပါအဲ့ဆရာထက်သန်မှုမျိုးသာလူတိုင်းမှာရှိလာမယ်ဆိုရင်တော့တကယ်ဒီမိုကရေစီဆိုတာအလံမွေးပါဘူးလို့အဲ့လိုပဲပြောချင်ပါတယ် ကျေးဇူးပဲဘိုးကြီးအောင်မြင်ပါစေဗျာ